ဆောင်ကနေကြောင်းသွားကြတဲ့ကြောင်းသူတွေထဲမှာသူဟာနဲ့သမီးပါအဆောင်ကနေကြောင်းတရားတဲ့ကြောင်းသားတွေကြားမှာကျွန်တော်ဟာတစ်စီကြီးပါအဆောင်အစားကြိုးစားကြတဲ့ကြောင်းသူတွေထဲမှာသူဟာတော်ဆုံးပါအဆောင်အစားမေးပွဲမြဲတမ်းကြသူတွေထဲမှာကျွန်တော်ကလည်းထုံဆုံးပါအားလုံးဟာဒီလိုနဲ့ငြိမ်ငြိမ်လေးစီစဉ်ခဲ့ခေါင်းလောင်းတည်တဲ့ကြားမှာသူမျက်နှာကိုထိုင်ကြည့်ပြီးယောဂလေးတူရင်နဲ့နောက်တရက်ထပ်ကုန်ခဲ့တာမေဂျာဆုံးကြောင်းဝင်းတွေကခွင်တွေရဲ့ကြားမှာသူဟာနာမည်ကြီးပါ Professor ရုံးခန်းသွားပြီးစက္ကန့်သူတွေမှာကျွန်တော်ကလည်းနာမည်ကြီးပါအားလုံးဟာဒီလိုနဲ့ပြောင်းပြန်လေးစီစဉ်ခဲ့ခေါင်းလောင်းတည်တဲ့ကြားမှာသူမျက်နှာထိုင်ကြည့်ပြီးယောဂလေးတို့ရင်နဲ့နောက်တရက်ထပ်ကုန်ခဲ့တာစာချောင်းတို့သာကြီးမှာကျွန်တော်တို့တွေ့နာမည်ကြီးလားအချိန်တွေကြာသွားလို့အားလုံးပြောင်းပြန်တွေဖြစ်ကလူတွေကုန်လုံးလက်ဖြာခါအားလုံးဟာဒီလိုနဲ့ငြိမ်ငြိမ်လေးစီစဉ်ခဲ့ခေါင်းလောင်းတည်တဲ့ကြားမှာကျွန်တော်မျက်နှာထိုင်ကြည့်ပြီးယောဂကြီးကူတော်တယ်ကျွန်တော်ချစ်တဲ့ချစ်သူလေးဟာအဆောင်မစားချိုးစားကြတဲ့ကြောင်းသားတွေကြားမှာကျွန်တော်ဟာပင်ဖြစ်လာအဆောင်မလာတွေ့တဲ့မင်းကလေးတွေထဲမှာသူကလည်းကြာဆုံးဖြစ်လာ